Hi အနက်ဆက်ညီမနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာတကယ်ချင်းတို့ရေ Animal လောကထဲမှာသူရဲကောင်းတွေကပဲမကောင်းဆိုးဝါးတွေကိုလိုက်နိုင်နေတဲ့ပုံမှန် fantasy ဇာတ်လမ်းတွေကိုညှိငွေ့နေပြီဆိုရင်တော့လက်ရှိ season 2ထွက်ရှိနေလို့ဆက်ရှိန်တက်နေပြီး dark fantasy အဖြစ် fan တွေကြားထဲမှာရေပန်းစားနေတဲ့ Claventus အကြောင်းကိုပြပြမှာဖြစ်ပါတယ်ဗျာဒီဇာတ်လမ်းဟာတာမန် fantasy လိုမျိုးလူသားတွေဘက်ကနေသူရဲကောင်းဆန်ပြတာမျိုးမဟုတ်ဘဲလူသားတွေကိုမုန်းတီးပြီးမျိုးတုံးအောင်တတ်မဲ့မကောင်းဆိုးဝါးဘရင်ကြီးနဲ့ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့်သူနဲ့အတူရှိနေတဲ့ကလေးလေးတယောက်ရဲ့အကြောင်းကိုဆန်းဆန်းပြပြပုံဖော်ပြသထားတဲ့ထူးခြားတဲ့ဇာတ်လမ်းလေးကိုဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျာကဲစကြည့်လိုက်ရအောင်တော့ဇာတ်လမ်းရဲ့အစမှာတော့မိစ္ဆာတွေရဲ့ဘရင်အင်အားအကြီးဆုံးဖြစ်တဲ့ Claventus ဟာလူသားတွေရဲ့လောဘဇောနဲ့သူ့နယ်မြေတဲ့ချွတ်ချော်ဝင်ရောက်မှုတွေကိုစိတ်ပြတ်ပြီးလူသားမျိုးနွယ်တစ်ခုလုံးကိုကဘာပေါ်ကနေအမြင့်ပြတ်ချေမှုန်းဖို့ဆုံးဖြတ်လိုက်တယ်ဗျာဇာတ်လမ်းရဲ့အစမှာတော့နိုင်ငံတွေရဲ့အားကိုးရတဲ့ hero 73ယောက်က Claventus ကိုအရင်ဆုံးလာရောက်တိုက်ခိုက်ကြပေမဲ့ဒီမိစ္ဆာကြီး Claventus ကသူတို့ကိုဖုံမုံလို့ပဲအလွယ်တကူချေမှုန်းပြီးတက်လိုက်တယ်အဲ့ဒီလိုနဲ့သူရဲကောင်းတွေရှုံးနိမ့်သွားပြီးရဲ့နောက်မှာတော့ Claventus က Hidden တိုင်းပြည်ရဲ့မြို့တော်ကြီးဖြစ်တဲ့ Hydred ကိုမျက်စိတမိတ်အတွင်းမှာအကုန်လုံးအမုံချေဖျက်ဆီးပလိုက်တယ်ဗျာဒါပေမဲ့ဇလန်ရဲ့အလဲပြောင်းကတော့ဒီလိုဗျအဲ့ဒီလိုပျက်စီးသွားတဲ့မြို့တော်ဘဲကတေးလူဆဲဆဲဖြစ်နေတဲ့လူသားတယောက်ကကလေးလေးတယောက်ကိုမတက်ဖဲကဲတင်ဖို့ Claventus ကိုတောင်းဆိုခဲ့တယ်ဗျာအသိဉာဏ်မြင့်မာတဲ့ Claventus ဟာလူသားတွေရဲ့ဘဝကိုပိုပြီးနားလည်ခြင်းတဲ့အတွက်ကြောင့်မလို့ဒီကလေးလေးကိုချက်ချင်းမတက်ဖဲဒီကလေးလေးကြီးပြင်းလာတဲ့အထိစောင့်ရှောက်ပြီးမှလူသားတွေကိုတတ်မလားခြံထားမလားဆိုတာကိုဆုံးဖြတ်ဖို့ကလေးလေးကိုမွေးစားခဲ့တယ်ဒီ anime ရဲ့အဓိကဆွဲဆောင်မှုရှိတဲ့အပိုင်းကတော့ကဘာကြီးရဲ့ dark ဖြစ်တဲ့နိုင်ငံရေးကစားကွက်တွေနဲ့ Claventus ရဲ့ power ပဲဖြစ်ပါတယ် Claventus ဟာကလေးလေးကိုစောင့်ရှောက်ရင်းနဲ့လူသားတွေရဲ့အမုန်းတရားသစ္စာဖောက်မှုနဲ့လောဘတွေကိုလက်တွေ့မြင်တွေ့ရပြီးလူသားမျိုးနွယ်အပေါ်ပိုပြီးတောင်မုန်းတီးလာခဲ့ပါတယ်လက်ရှိ season 2မှာဆိုရင်လည်းဇက်ရှိန်တက်နေပြီး season 1ထက်ပိုပြီးပြင်းထန်လာတဲ့ Claventus ကိုအမြင့်ပြတ်ဖို့စူးစမ်းနေကြတဲ့အခြားအင်အားကြီးနိုင်ငံတွေတိုက်ပွဲအသစ်တွေနဲ့အတူ Claventus တယောက်လူသားတွေကိုတကယ်ပဲအဆုံးစီရင်မလားဆိုတာမျက်တောင်မခတ်တမ်းကြည့်ရတော့မှာဖြစ်ပါတယ်ဗျာပုံမှန် harem တွေကြောင်းတွင်းကားတွေလိုမဟုတ်ဘဲ action အမိုက်စားတွေသွေးထွက်တန်ယိုတွေ dark fantasy vibe တွေနဲ့ဇလန်းကိုတောက်လျှောက်ဆွဲခေါ်သွားတာကကြည့်ရှုသူတွေအတွက်လုံးဝကိုဆွဲလန်းစရာဖြစ်ပါတယ်။ပိုင်းတိုင်းမှာဗာဆက်ဖြစ်မလဲဆိုတာခံမှန်းရခက်လောက်အောင် plot ကြီးကမိုင်လုံးအကြီးတယ်ဗျာ။ကဲအချုပ်အဖြစ်ပြောရရင်တော့ဗျာ Claventus ဟာရက်ဆက်မှောင်မိုက်တဲ့ dark fantasy action တွေကိုသဘောကျတဲ့လူတွေအတွက်လုံးဝ perfect ဖြစ်တဲ့ hidden gem ကြီးတစ်ခုဖြစ်ပါတယ်။တကယ်ချင်းတို့ရော Claventus ကကလေးလေးကြောင့်စိတ်ပြောင်းပြီးလူသားတွေကိုချမ်းသာပေးမယ်လို့ထင်လားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါဦးနော်ကျွန်တော်တို့ Anime မြန်မာ channel လေးကတော့ anime reviews တွေကိုအမြဲတမ်းအမိုက်စားတင်ဆက်ပေးမဲ့ channel အသစ်ကလေးဖြစ်တာမလို့ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ပြီးတော့ဝင်ရပေးဖို့တောင်းဆိုချင်ပါတယ်ဗျာအားလုံးပဲတတာ